တာကူယာအိုတာကူတယောက်ဖြစ်တဲ့အတွက်အမြဲလို့အနာကျက်ခံနေရတဲ့ရုပ်ဆိုးတဲ့လူရှုံးသမားတယောက်ပါဒါပေမဲ့တနေ့မှာတော့ကျောင်းကရေပန်းစားဆုံးမိန်းကလေးတွေကသူ့ဟာထူးဆန်းတဲ့အနီမဲတွေကိုချက်နဲ့တမန်တည်သွားတဲ့အခါမှာတော့သူတို့ကတာကူယာပေါ်စိတ်ဝင်စားသွားခဲ့ပြီးသူ့ကိုခြေလာမြောင်းဝေးဖြစ်အောင်မျိုးမျိုးစူးစမ်းလာခဲ့ကြပါတယ်ဖြစ်စဉ်ကတော့တနေ့မှာအပေါင်းအသင်းမရှိတဲ့တာကူယာဟာကျောင်းမှာသူ့ကိုယ်သူတခြားတာမန်ကျောင်းသားတွေနဲ့ဘလောက်ကွာခြားတဲ့အကြောင်းသူကငယ်ရွယ်နှွေးပြိုတဲ့ကတ်တွန်းဇက်ကောင်လေးပါတဲ့အနီမဲတွေကိုအယူမှုကြိုက်တဲ့အိုတာကူတယောက်ဖြစ်တဲ့အကြောင်းစိတ်ကူးရှင်ပြီးတော့ဂုဏ်ယူနေခြင်းအစတင်ခဲ့ပါတယ်သူကသူ့ရဲ့ကြဆုံးအနီမေပုံပါတဲ့ခဲပြက်ကိုသဘောကျပြီးတော့ကြည့်နေတော့မှပဲကိုတိုကိုလို့ခေါ်တဲ့ចောင်းသူလေးကသူ့လက်ထဲကခဲပြက်ကိုရုပ်တရက်လူယူပြီးတော့အဲ့ဒီခဲပြက်ကဘာလို့ပုံစံထူးဆန်းနေရလဲဆိုပြီးတော့သူ့တငယ်ချင်းအာမာနီကိုပြသခဲ့ပါတယ်။ဒါအောင်ကြတော့တာကူယာဒေါသထွက်သွားခဲ့ပြီးတော့သူတို့ညောင်ကအိုတာကူရီကိုအထင်သေးတဲ့နာမည်ကြီးမင်းကလေးလို့ထင်လိုက်ပါတယ်။ဒါပေမဲ့အာမာနီကကိုတိုကိုကအဲ့ဒီခဲပြက်ဟာသူမညမကျိုင်းနေတတ်တဲ့ဂလစ်တာမွန်အနီမေပုံစံဖြစ်တဲ့အကြောင်းဆက်လက်ရှားစွာပြောပြနေကြတာကိုတာကူယာကြားလိုက်ရပါတယ်။အာမာနီရဲ့တုတ်ပြန်မှုကအရန်လွန်ကဲနေရကြောင်းသူမလည်းအနီမေကြည့်ရလားဆိုပြီးတော့တာကူယာတန်တရားဝင်ကနောက်ပိုင်းမှာသူမကိုလည်းအိုတာကူတယောက်လားဆိုပြီးတော့တွားမိခဲ့ပါတယ်။ရုပ်တက်ဆိုလိုပဲတာကူယာကနေရမှာအကက်ခံလိုက်ရပြီးတော့အာမာနီကအိုတာကိုစောစောပြပြမဟုတ်တဲ့အကြောင်းပြောလိုက်ပါတယ်။တာကူယာမယုံနာနဲ့အနီမေပုံပါတဲ့တောကျိတ်တစ်ခုသူမရှိမှဝေယံပြလိုက်မှာပဲအာမာနီကအရန်စစ်လောက်ချသွားခဲ့ပြီးအဲ့ဒီတောကျိတ်ကိုသူမအရန်ရှာနေလို့ဝန်ခံလိုက်ပါတယ်။အာမာနီရဲ့ပျော်ရွှင်နေတဲ့မျက်နှာကိုကြည့်ပြီးတာကူယာအဲ့ဒီတောကျိတ်ကိုလက်ဆောင်ပေးလိုက်ပါတယ်။အာမာနီကအရန်ပျော်သွားခဲ့ပေမဲ့အဲ့ဒီတော့ကျိတ်ကသူမညမအတွက်လို့ပြောလိုက်တာကြောင့်တာကူယာတယောက်အာမာနီကိုအရန်ချစ်စရာကောင်းနေမှတတိထားမိပြီးတော့စိတ်လှုပ်ရှားသွားခဲ့ရပါတယ်။နောက်တစ်နေ့မှာတော့ကိုတိုကိုကတာကူယာရဲ့ခဲပြက်ကိုထက်ချေးခဲ့ပြန်ပါတယ်။ဒီတစ်ခါမှာတော့တာကူယာစိတ်မတူတော့ဘဲနဲ့ကိုတိုကိုကသူ့ကိုအိုတာကူဖြစ်လို့အထင်မသေးတဲ့အတွက်ကျေးဇူးတင်မိလိုက်ပါတယ်။ကိုတိုကိုကလည်းခဲပြက်ပေါ်ကဂလစ်တာမွန်ဇက်ကောင်ကိုသိနေကြတာကြောင့်တာကူယာအရန်စိတ်လှုပ်ရှားသွားခဲ့ရပါတယ်။ကိုတိုကိုကအာမနိစီယာမန်ဂါဆောင်ငါးဖက်ထားခဲ့တာကြောင့်တညလုံးမိတ်ပဲဖက်ခဲ့ရတဲ့အကြောင်းပြောပြတဲ့အခါတာကူယာပျော်လွန်းလို့အနီမေအကြောင်းတွေကိုဒရက်ဆက်ပြောပြပြီးမှကိုတိုကိုညင်းငွေသွားမှဆိုလို့ပြန်ရလိုက်ပါတယ်။ဒါပေမဲ့ကိုတိုကိုကသူမနားမလဲမှဆိုလို့ဖြည်းဖြည်းချင်းပြောပြဖို့အတွက်တောင်းဆိုလာခဲ့ပါတယ်။ခဏကြာမှပဲကိုတိုကိုကတာကူယာရဲ့မစ္စတာအကောင့်တောင်းဆိုလာခဲ့ပါတယ်။တာကူယာအရင်ကအနီမေအကောင့်ရှိလို့အနိုင်ကျခံခဲ့ရတာတွေကိုပြန်တွေးမိပြီးကြောင်းလက်နေပေမဲ့ကိုတိုကိုကတော့သူချစ်တဲ့အရာတစ်ခုပေါ်မှာအခုလိုစောစောလန်လန်ရှိနေတာကအရန်မိုက်တယ်လို့ပြောပြီးတာကူယာနဲ့တူဆာဗီတပ်ပုံကြိုက်ကပို့တင်မို့တောင်ပြောလိုက်ပါတယ်။ညနေပိုင်းမှာတော့တာကူယာတိုးကြိုက်ဆုံးဖီလင်ဇက်ကောင်ဖြစ်တဲ့ပတ်သေးဆုံးသွားခဲ့တာကိုကြည့်ပြီးတော့စိတ်တက်ကြနေခဲ့ရပါတယ်။နောက်တစ်နေ့မနက်မှာသူအဲ့ဒီအကြောင်းပြပြချင်နေတဲ့အချိန်မှာပဲအာမာနီရဲ့မျက်လုံးတွေကหนีရဲလာခဲ့ပြီးရောင်ရမ်းနေခဲ့တာကိုတွေ့လိုက်ရပါတယ်။ကြောက်တော့အာမာနီရဲ့အိမ်မှာဂလစ်တာမွန်တောချိတ်ချိတ်ထားခဲ့တာကိုတွေ့လိုက်ရပါတယ်။အာမာနီကသူကြီးနေတာကိုမြင်သွားခဲ့ပြီးအိုတာကူလို့ဆွအမြုပ်ထွက်အောင်လုပ်ပြမယ်လို့ချင်းချောလိုက်ပါတယ်။ဒါပေမဲ့ဒီတစ်ခေါက်တော့တာကူယာမကြောက်တော့ပဲပတ်တည်သွားခဲ့လို့သူဘလောက်တောင်ဝမ်းနေနေခဲ့ရတဲ့အကြောင်းရင်ဖွင့်လိုက်ရမှာအာမာနီလည်းစိတ်ထိခိုက်သွားခဲ့ပြီးသူလည်းပတ်အတွက်ဝမ်းနေနေရတဲ့အကြောင်းတာကူယာရဲ့နားနာကိုကပ်ပြီးတော့တိုးတိုးလေးပြောလိုက်ပါတယ်။အဲဒီအချိန်မှာပဲကိုတိုကိုရောက်လာခဲ့ပြီးအာမာနီကိုတာကူယာနဲ့တွဲနေရတာလို့မေးလိုက်တဲ့အခါအာမာနီတယောက်ရှက်ပြီးတော့ရုံရင်းဆန်ကပ်ဖြစ်ကုန်ပါတယ်။နောက်ပိုင်းမှာတော့တာကူယာကျောင်းစာကိုကြံခဲ့လို့အငိမ့်စားယာကူယာခေါင်းဆောင်ဖြစ်တဲ့ဆီယာကြီးရဲ့အမျက်ဒေါသကိုခံရမှာစိုးနေခဲ့ပါတယ်။အဲဒီတော့သူကတင်ကြစောက်ကိုအန်နီမေဆောက်လို့ဟန်လုပ်ပြီးတော့ဖက်နေခဲ့ပေမဲ့ကိုတိုကိုကသူ့ကိုမေးသွားခဲ့ပါတယ်။တာကူယာကကိုတိုကိုတခြားသူတွေကိုလိုက်ပြောမှကြောက်နေခဲ့ပေမဲ့ကိုတိုကတော့သူမဆောင်ကိုမေးကြံခဲ့လို့တာကူယာစီကချေးယူမယ်လို့အတန်းထဲမှာထောက်အောင်ပြောပေးလိုက်ပါတယ်။ဒါကတာကူယာကိုခဲပြတ်ချေးခဲ့တဲ့အတွက်ကျေးဇူးဆက်တာလို့လည်းပြောလိုက်ပါတယ်။အတန်းမြဲနောက်ကိုတိုကိုနဲ့အာမာနေတို့တခြားရေပန်းစားနေတဲ့သူတွေကဝင်းရထားခဲ့တာကိုမြင်တော့တာကူယာသူတို့ရဲ့လောကနဲ့သူနဲ့ဘယ်လို့မှမအပ်ဆက်ဘူးလို့တွေးမိလိုက်ပါတယ်။စိတ်ပြေလက်ပြဖြစ်အောင်အန်နီမေဆန်ကိုတောင်းဝဲတဲ့အခါမှာတော့ကိုတိုကိုနဲ့အာမာနေတို့ထပ်တွေ့ခဲ့ရပြန်ပါတယ်။တာကူယာသူတို့နဲ့မပတ်သက်ချင်တာကြောင့်ထွက်သွားဖို့ကြိုးစားခဲ့ပေမဲ့မင်းကလေးတွေကသူ့ကိုခေါ်ပြီးတော့အတူတူပစ္စည်းတွေကိုရွေးခိုင်းခဲ့ပါတယ်။သူတို့၃ယောက်တူတူပစ္စည်းတွေကိုဖွင့်ကြည့်ပြီးအခါမှာတော့တာကူယာရေပန်းစားတဲ့မင်းကလေးတွေလည်းသူ့လိုမျိုးအိုတာကူတွေကိုသဘောကောင်းနေတာပဲလို့စပြီးတော့ခံစားလာခဲ့ရပါတယ်။နောက်တစ်နေ့မှာတော့ကိုတိုကိုကဂလီတာမွေးရဲ့ပထမဆုံးအပိုင်းကိုကြည့်ပြီးပြီလို့ဆက်လှုပ်ရှားစွာနဲ့ပြောလိုက်ပါတယ်။အာမာနီကလည်းသူမကိုအန်နီမေတွေကိုမျက်လုံးအထိပြိုးထွက်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။တာကူယာအဲ့ဒါကိုအိုတာကူရဲ့စကားလို့ထင်ပြီးတော့အာမာနီကိုကြည့်တဲ့အခါသူမကသူမမဟုတ်ပဲသူမညမကြိုက်တာလို့ဒေါသတကြီးနဲ့ညှင်းဆိုလိုက်ပြန်ပါတယ်။ဒါပေမဲ့တာကူယာကတော့ဒီအပိုင်းအတွင်းမှာနာမည်ကြီးနေတဲ့မင်းကလေးတွေနဲ့အန်နီမေအကြောင်းပြောခွင့်ရတာကိုပဲကျင်းနေခဲ့မိပါတယ်။ Blu-ray ခွေငါပေးမယ်လို့ကမ်းလှမ်းလိုက်တဲ့အခါမှာတော့ကိုတိုကိုကသူ့အိမ်မှာပဲလာကြည့်လို့ရမလားလို့မေးလိုက်ပါတယ်။တာကူယာတောက်အားတက်သွားခဲ့ပြီးတော့အင်ကရှုပ်ပွားနေလို့ညင်းလိုက်တဲ့အခါကိုတိုကိုကသူ့အိမ်မှာအနီမေရုပ်တွေနဲ့ပြည့်နေလာလို့နောက်ပြောင်ပြီးတော့မေးမြန်းလိုက်ပါတယ်။တာကူယာကတော့သူ့အိမ်မှာဂလစ်တာမွန်ပုံကြီးရဲ့ပြည့်နေတာကိုဝန်ခံလိုက်ပြီးအာမာနီကိုပါစိတ်ဝင်စားသွားစေခဲ့ပါတယ်။ကိုတိုကိုကသူတို့အားလုံးတာကူယာအိမ်ကိုတွားကြမယ်လို့ကြေညာလိုက်ပါတယ်။တာကူယာတောက်ဆက်လို့ရှားသွားခဲ့ပြီးတော့သတိလစ်မတ်တက်ဖြစ်နေတဲ့အချိန်မှာပဲအာမာနီကသူ့ကိုဂလစ်တာမွန်အနီမေရဲ့အဓိကအခန်းကဏ္ဍတွေကိုတင်ပေးဖို့တောင်းဆိုလာခဲ့ပါတယ်။နောက်ပိုင်းမှာမိန်းကလေးနှစ်ယောက်တာကူယာအိမ်ကိုရောက်လာခဲ့ပြီးသူ့အခန်းထဲကအနီမေပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့မေးခွန်းမေးမြန်းကြတဲ့အခါတာကူယာတယောက်ဘာလို့ရမှန်းမသိအောင်ဖြစ်သွားခဲ့ရပါတယ်။သူတို့အခန်းထဲလက်ပတ်ကြည့်နေတဲ့အချိန်မှာပဲတာကူယာတယောက်ကတော့သူကလူရှုံးသမားဖြစ်ပေမဲ့ကျောင်းကလှပတဲ့မိန်းကလေးနှစ်ယောက်သူ့ရဲ့အခန်းထဲမှာရှိနေတယ်ဆိုတာကိုသတိထားမိသွားပြီးတော့စိတ်လှုပ်ရှားသွားခဲ့ရပါတယ်။
သူကအန်နီမေစီဒီခွေတွေကိုတင်စီပြီးတော့မင်းကလေးတွေကိုပြန်ခိုင်းမှုပြင်နေတဲ့အချိန်မှာပဲကိုတိုကိုကသူ့ကိုနောက်ကနေရုပ်တရက်ဖက်လိုက်တဲ့အတွက်တာကိုယာတယောက်ဒူးတွေပြော့ခွေသွားခဲ့ရပါတယ်ကိုတိုကိုကသူ့အိမ်မှာပဲအန်နီမေကြည့်ကျင်တယ်လို့ပြောပေမဲ့တာကိုယာကတော့သူတို့လိုလှပတဲ့မင်းကလေးတွေရှင်းမှာအိုတာကိုစိတ်တွေပေါက်ခွဲသွားမှာဆိုရင်လို့ညှိဆန်ခဲ့ပါတယ်စုံဝင်တစားနဲ့ကိုတိုကိုကသူကအလင်းနဲ့ကင်ပြီးအားပေးတဲ့ပြည်သက်မျိုးလာလို့မေးလိုက်ပါတယ်သူကအဲ့လောက်ထိအန်နီမေကိုအယူမဟုတ်တဲ့အကြောင်းပြောလိုက်တဲ့အခါမှာတော့အာမာနီကသူမရဲ့ကြိုက်ဆုံးဇက်ကောင်အတွက်ပိုစတာရောင်လုပ်ပြီးတော့အားပေးလေးရှိတာမလို့စိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။ဒါအောင်ကြတော့ကိုတိုကအရန်စစ်လို့ချသွားခဲ့ပြီးအန်နီမေနဲ့ပတ်သက်တဲ့အတွေ့အကြုံအပြေအဝကိုလိုချင်တယ်လို့ပြောလိုက်ပါတယ်။အာမာနီနဲ့တာကူယာတို့ကလည်းကိုတိုကိုအကောင်းဆုံးအုတ်တာကိုအတွေ့အကြုံမျိုးပေးမယ်လို့သဘောတူလိုက်ကြပါတယ်။အန်နီမေကြည့်နေတဲ့အချိန်မှာတာကူယာနဲ့အာမာနီတို့နှစ်ယောက်စစ်လို့ရှာလို့မျက်ရည်ကျတဲ့အထိဖြစ်သွားခဲ့ကြပြီးကိုတိုကိုကလည်းသူတို့နှစ်ယောက်ရဲ့အမူအရာတွေကိုကြည့်ပြီးတော့ပျော်ရွှင်နေခဲ့မိပါတယ်။ကြီးနေတဲ့အရေးကြီးတဲ့အခန်းတစ်ခုမှာအာမာနီကတာကူယာကိုဖက်ပြီးတော့အာယူလိုက်တဲ့အတွက်တာကူယာတယောက်နှလုံးခုန်တန်တွေမြန်လာခဲ့ပါတယ်။သူတို့เนี่ยအကြည့်ချင်းစုံမိကြတဲ့အချိန်မှာပဲကိုတိုကိုကသူတို့ရဲ့ပုံဓာတ်ပုံရိုက်လိုက်တာကြောင့်အာမာနီတယောက်ရှက်ပြီးတော့ကိုတိုကိုလိုက်ဖမ်းပါတော့တယ်။ GBS နောက်အာမာနီကတာကူယာရဲ့ Mr. အကောင့်ကိုတောင်းပြီးတော့သူ့ရဲ့ anime ပုံတွေကိုကြည့်ဖို့တောင်းဆိုလာခဲ့ပါတယ်။တာကူယာတယောက်ကြောက်ကြောက်ရွံ့နဲ့ဖုန်းပေးလိုက်တဲ့အခါမှာတော့အာမာနီကသူ့ရဲ့သုံးဆက်သူနာမည်ကိုမြင်ပြီးတော့အောင်းသွားခဲ့ရပါတယ်။ကိုတိုကိုကတာကူယာနာမည်ကြီးလာလို့ပေးတဲ့အခါမှာတော့သူက follower 50လောက်ပဲရှိတဲ့အကြောင်းပြောပြလိုက်ပါတယ်။အဲဒီခါမှာတော့အာမာနီကသူမကသူ့ရဲ့ follower တယောက်ဖြစ်တဲ့အကြောင်းဂလေတာမပုံတွေကိုရှာရင်းကနေသူ့ရဲ့အကောင့်ကိုတွေးခဲ့တာဖြစ်တဲ့အကြောင်းဂုဏ်ယူစွာနဲ့ပြောလိုက်ပါတယ်။အဲဒီနောက်ကိုတိုကိုကသူတို့နှစ်ယောက်ကြည့်ပြီးတော့ဇုံတွဲလေးလိုပဲလို့ဆက်နှုတ်လိုက်ပါတယ်။အာမာနီကတာကူယာကိုပုံဆွဲနေတင်ပေးဖို့တောင်းဆိုလိုက်ပါတယ်။တာကူယာတင်ပေးနေတဲ့အချိန်မှာပဲကိုတိုကိုကသူ့ရဲ့ဂလေပေါ်မှာလဲနေတာအောင်မြင်တော့တာကူယာတယောက်ကစိတ်တွေလှုပ်ရှားသွားခဲ့ရပါတယ်။သူကအဲ့ဒီတွေကိုဖဲထုတ်ပြီးတော့ကိုတိုကိုဂိူးမဆိုင်မိလို့တောင်းမယ်တဲ့အခါကိုတိုကိုကသူမအနေနဲ့အာမာနီကိုစိတ်ဝင်စားတဲ့ယောက်ျားလေးတွေလစ်လူရှုမှုခံရတာကျင်သားရနေပြီလို့ပြောလိုက်ပါတယ်။အာမာနီကလည်းကိုတိုကိုစိတ်ဝင်စားတဲ့ယောက်ျားလေးစီကနေအလားတူအတွေ့အကြုံမျိုးကြုံမှုတဲ့အကြောင်းထောက်ပြလိုက်ပါတယ်။အဲဒီခါမှာကိုတိုကိုကသူတို့နှစ်ယောက်ထဲမှာဘသူ့ကိုပို့ချက်လဲလို့မေးလိုက်တဲ့အတွက်တာကူယာတယောက်ကြောက်လန့်ပြီးတော့သူကတူးတီဇက်ကောင်တွေကိုပဲပို့သဘောကျတဲ့အကြောင်းဖြေလိုက်တဲ့အခါမိန်းကလေးနှစ်ယောက်စလုံးကရီမောခဲ့ကြပါတယ်။ပြန်ကနီးမှာပဲမိန်းကလေးတွေကတာကူယာကိုကျေးဇူးတင်စကားဆိုခဲ့ကြပြီးသူကလည်းအပျော်ဆုံးအချိန်တွေကိုရရှိခဲ့ပါတယ်။နောက်ပိုင်းမှာတော့တာကူယာတယောက်စိတ်ပီစီပြီးတော့ညာလုံးပေါက်အန်နီမေတွေပဲကြည့်နေခဲ့မိရကြောင်းနောက်နေကြောင်းတက်တဲ့အခါပင်မနွမ်းနယ်ပြီးတော့ဖြစ်နေခဲ့ပါတယ်။ကျောင်းမှာအာမာနီနဲ့တွေ့တဲ့အခါတာကူယာကသူမရဲ့အိုတာကိုအကောက်ကြောင့်မေးလိုက်ပါတယ်။အာမာနီကအရင်ကလိုညင်းပေမဲ့တာကူယာအတူတူအန်နီမေကြည့်ရအောင်လို့တိုက်တွန်းလိုက်တဲ့အခါမှာတော့အာမာနီကလည်းဝန်ခံလိုက်ပါတယ်။စနေတနင်္ဂနွေနေ့လေးမှာနှစ်ယောက်သားအတူတူအန်နီမေတွေကြည့်ဖြစ်ခဲ့ကြပါတယ်။တနင်္လာနေ့မှာတော့တာကူယာကအာမာနီသူ့ကိုလစ်လို့ပြန်ရှုမလာလို့စိုးရိမ်နေတဲ့အချိန်မှာပဲအာမာနီကအနားကိုလာပြီးတော့မနေ့ကအရန်ပျော်ခဲ့ရတဲ့အကြောင်းပြပြလိုက်ပါတယ်။ညနေပိုင်းမှာတော့တာကူယာကအပြင်ထုတ်ဝယ်ရေးမိတ်ကပ်လင်းထားတဲ့ကိုတိုကိုနဲ့ဆုံမိခဲ့ပါတယ်။ကိုတိုကိုကသူ့ကိုတေးကြောင်ဘယ်သူမှမပြောဖို့ချင်းချောက်လိုက်ပါတယ်။နောက်နေ့ကျောင်းမှာတော့တာကူယာနဲ့အာမာနီတို့တငယ်ချင်းဖြစ်နေမှန်တည်သွားတဲ့ကိုတိုကိုကသူမကပါတငယ်ချင်းဖြစ်ထဲသွင်းခိုင်းလိုက်ပါတယ်။နောက်ပိုင်းမှာတော့တာကူယာတယောက်အာမာနီနဲ့ကိုတိုကိုတို့စီကနေတယောက်ချင်းစီချင်းစုပ်ထားတဲ့မက်ဆေ့နှစ်ဆောင်ရရှိသွားခဲ့ပြီးရဲ့နောက်ဘာလို့ရမှန်းမသိအောင်ဖြစ်သွားခဲ့ရပါတယ်။တာကူယာတယောက်အစာပိုင်းမှာဒါနောက်ပြောင်နာပဲလို့ထင်မိပေမဲ့မိန်းကလေးတွေကတကယ်ကိုအလေးနဲ့ပြောနေကြတာကိုသတိထားမိလိုက်ပါတယ်။ဒါကြောင့်နောက်တစ်နေ့မှာတာကူယာအာမာနီနဲ့ကိုတိုကိုတို့အတူတူတွေ့ဆုံမှုအတွက်ဖိတ်ခေါ်လိုက်ပါတယ်။ကိုတိုကိုကအာမာနီကယောက်ျားလေးနဲ့ပေါင်းသိရတော့တိတ်မကြိုက်တဲ့အတွက်တာကူယာတကယ်ကံကောင်းတဲ့သူပဲလို့ပြောလိုက်ပါတယ်။တာကူယာကတော့အာမာနီတို့ရဲ့ချစ်စရာကောင်းတဲ့အပြုမှုကိုကြည့်ပြီးတော့စိတ်ထဲမှာဘာမှမတွေးနိုင်တော့တဲ့အထိဖြစ်သွားခဲ့ရပါတယ်။ယောက်ျားဆိုလိုပဲကိုတိုကိုကချင်းတွေပဲတရက်ကိုကြီးညာပြီးတော့အာမာနီကိုတာကူယာနဲ့တနားရီလောက်ချင်းတွေခံလိုက်ပါတယ်။ကိုတိုကိုကတော့သူမလည်းရောက်လာမယ်ချင်းကိုစောင့်နေမယ်လို့ဆိုလိုက်ပါတယ်။ခဏကြာမှတော့အာမာနီကတာကူယာကိုအန်နီမေဆိုင်လိုက်ပို့ပေးတဲ့အတွက်ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။သူတို့လမ်းလျှောက်နေတော့မှပဲလူစိုးတယောက်ကအာမာနီကိုဖုန်းနဲ့ပဲတောင်းတဲ့အခါမှာတော့သူမကအေးဆက်ဆက်နဲ့ညင်းပယ်လိုက်ပါတယ်။တာကူယာအာမာနီကိုစိတ်ပူပြီးမြင်းမြတ်တဲ့အခါသူမကအေးဆက်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 ပြီးလို့စိတ်မကောင်းတဲ့အကြောင်းပြောလိုက်ပါတယ်။တာကူယာကလည်းသူမရဲ့အေးဆက်ဆက်ပုံစံကတကယ်ကိုမိုက်တယ်လို့ချီးကျူးလိုက်တဲ့အခါအာမာနီကရှယ်ရန်ရန်ပြီးတော့သူ့ကိုပေါ့ပေါ့လေးထိုးလိုက်ပါတယ်။သူတို့เนี่ยဆန်တဆန်ရောက်ရှိသွားခဲ့ကြပြီးအာမာနီကကော်ဖီဆိုင်မှာတာကူယာနဲ့တူတူထိုင်ပြီးတော့သူမရဲ့ညမအကြောင်းပြောပြလိုက်ပါတယ်။အစာပိုင်းမှာသူမကိုညမအရင်လို့ထင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့သူမအိမ်နီးချင်းကောင်မလေးကိုညမလို့ခေါ်တာဖြစ်တဲ့အကြောင်းဝန်ခံလိုက်ပါတယ်။တာကူယာကလည်းသူမရဲ့ညမနဲ့တွေ့ကျင်တယ်လို့ပြောလိုက်တဲ့အခါမှာတော့အာမာနီကတမျိုးထင်သွားခဲ့ပေမဲ့တာကူယာသူစိတ်ဝင်စားတာကအန်နီမေအကြောင်းဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ခဏကြာမှတော့ကိုတိုကရောက်လာခဲ့ပြီးတာကူယာကိုအတင်းဆွဲခေါ်သွားကပြောစားဓာတ်ပုံတွေကိုရိုက်ခန့်လိုက်ပါတယ်။ကိုတိုကတာကူယာကိုသူနှစ်သက်တဲ့မိန်းကလေးပုံစံကိုမိမြန်းတဲ့အခါမှာတော့တာကူယာကအန်နီမေဇက်ကောင်တွေကိုပဲအမြဲချင်းနေမှာဖြစ်တဲ့အကြောင်းပြပြလိုက်ပါတယ်။ကိုတိုကိုကလည်းတာကူယာနဲ့မတွေ့ခင်အထိဘသူ့ကိုမှစိတ်ဝင်စားဖို့တဲ့အကြောင်းရင်ဖွင့်လိုက်ပေမဲ့တာကူယာကတော့နောက်ဆုံးစကားကိုမကြားလိုက်ရပါဘူး။အဲ့ဒီအချိန်မှာပဲအာမာနီကရောက်လာခဲ့ပြန်ပါတယ်။နောက်နေ့ကျောင်းမှာစမွေးပွဲနီးကပ်လာတဲ့အတွက်သူတို့ညရဲ့စမွေးပွဲအမတ်တွေနေကြနေခဲ့တာကိုကိုတိုကသတိပေးလိုက်ရပါတယ်။စာတော်တဲ့ကိုတိုကသူတို့ကိုအလကားစာသင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။စာသင်ပြီးလို့ကိုတိုကိုအိမ်ပြန်သွားတဲ့အခါမှာတော့အာမာနီနဲ့တာကူယာတို့ကအန်နီမေကြောင့်ဒရက်ဆာပြောခဲ့ကြပြီးအာမာနီရဲ့အိမ်ကိုလိုက်သွားဖြစ်ခဲ့ကြပါတယ်။အဲ့ဒီမှာအာမာနီကသူ့ကိုအဖို့တဲ့အန်နီမေရုပ်တွေကိုပြသနေတဲ့အချိန်မှာပဲသူမရဲ့ညမအရင်စာယူကပေါ်လာခဲ့ပါတယ်။စာယူကအာမာနီကအန်နီမေကြီးကိုအတင်ခိုင်းနေရဖြစ်တဲ့အကြောင်းဖော်ထုတ်လိုက်ပါတယ်။စာယူကအန်နီမေတွေကိုငငယ်ကလေးကမကြည့်တော့တဲ့အကြောင်းပြပြလိုက်တဲ့အခါမှာတော့တာကူယာနဲ့အာမာနီတို့နှစ်ယောက်စင်မကောင်းဖြစ်သွားခဲ့ရပါတယ်။
စာအုပ်ကသူမအနေနဲ့အခုဆိုရင်တော့ခဲရောက်တလုံးကိုပဲစိတ်ဝင်စားတဲ့အကြောင်းပြပြလိုက်ပါတယ်စာအုပ်ကအာမာနီကိုတာကူရရီစားလာလို့စောင်းလောက်လိုက်တဲ့ခါမှာတော့အာမာနီကသူတို့ကအတန်းမော်ရဖြစ်တဲ့အကြောင်းအတိတ်ညင်းဆိုလိုက်ပါတယ်